အားလုံးမင်္ဂလာပါအီဇီလန်လီမှာပြန်လေးကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့မှာတော့ဓာတ်နဲ့စားတဲ့ဆိုစကားလေးတွေကိုပြပြပေးသွားမှာဖြစ်ပါတယ်ဓာတ်ကောင်းကင်လင်းသွေးမြင်းကောင်းကင်လင်းကျွေးတဲ့ဒီစကားလေးရဲ့အဓိပ္ပာယ်ကတော့ဓာတ်ကောင်းတစ်လက်ကိုပိုင်ဆိုင်ထားတဲ့သူอ่ะပေါ့နော်မိမိရဲ့ဓာတ်ကိုအစင်မြဲထက်နေအောင်တွေးထားရမယ်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့လိုပဲမြင်းကောင်းတစ်ကောင်ကိုပိုင်ဆိုင်ထားတဲ့သူကလည်းမိမိရဲ့မြင်းကိုအစင်မြဲအစာဝနေအောင်ကြွေးထားရမယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုကတော့ဓာတ်သွားထက်ကလောင်သွားထက်တဲ့ဒီစကားရဲ့အဓိပ္ပာယ်ကတော့တည်ပြီးသားဖြစ်မှာပေါ့နော်။ဓာတ်လန်လက်နဲ့တင်းနဲ့တိုက်ခိုက်တာတဲ့စာပေနဲ့စီယုံလုံးစော်ပြီးတော့တိုက်ခိုက်တာကပို့ပြီးတော့ပေါ့နော်ထီအောင်မှုရှိတယ်ပို့ပြီးတော့အစွမ်းထက်တယ်ဆိုတဲ့အဓိပ္ပာယ်လေးပဲဖြစ်ပါတယ်။နောက်ထပ်ဆိုယူစကားလေးကတော့ဓမ္မသက်တရားရှိပါညာလဲတိမ်ပါငဲ့ကွက်လက်ဆောင်ဖြတ်တဲ့ဒါကတော့သူ့ရဲ့အဓိပ္ပာယ်လေးကတော့ပေါ့နော်တရားသူကြီးတွေကဓမ္မသက်ဥပဒေတွေရှိပေမဲ့လဲသူတို့ကိုတစိုးလက်ဆောင်နေနဲ့လာပြီးတော့လက်ထိုးတဲ့အခါမှာဒီလက်ဆောင်နေချောင်းမလို့တစ်ဖက်ကိုလိုက်ပြီးတော့ပေါ့နော်ဗက်လိုက်တက်တယ်ဆိုတဲ့အကြောင်းလေးကိုဆွေရိုးစကားအနေနဲ့ခြံထားခဲ့တာပဲဖြစ်ပါတယ်နောက်တစ်ခုကတော့ဓမ္မတောကအင်းဝါရာစာအိမ်အောင်ဘက်အသက်မရှိရတဲ့သူရဲ့အဓိပ္ပာယ်လေးကတော့စနေနဲ့ကြာသာပတိတောက်ကြနဲ့တနင်္လာတနင်္ဂနွေနဲ့ပုဒ်တဟုရာဟုနဲ့အင်္ဂါသားသမီးတွေကအိမ်အောင်ဘက်နေနံနေနဲ့မသိလျော်ဘူးပေါ့နော်အိမ်အောင်မပြုတ်တဲ့နေနံနေဖြစ်တယ်ဆိုတဲ့အကြောင်းကိုရှေးလူကြီးတွေခြံထားခဲ့တဲ့စကားလေးပေါ့နော်ဒီစကားလေးကတော့ကြားလဲကြားဘူးကြမှာရင်းလဲရင်းနှီးကြမှာဖြစ်ပါတယ်ခုလိုမျိုးဆိုရိုးစကားလေးတွေကိုဘူတူတာရပွဲလေးလာမှတ်သားပွဲဆက်လက်တင်ပြီးသွားအောင်ပါမို့လို့ခုလိုမျိုးဆက်လက်ပြီးကြည့်ရှုခြင်းနဲ့ဆိုလို့ရှိရင်အကောင့်လေးကို follow လုပ်ပေးထားဖို့လည်းမေတ္တာရက်ခင်ပါတယ်ရှင်